case medicine မှာဆရာတို့ဒီလိုပြောပြချင်တာတော့မရှိဘူးနားလည်ပါရဲ့နော် any question ရှိရပါဘူးအဲ့ဆိုရင်ဆရာတို့ဒီလောက်ပဲနော်ဟုတ်ကဲ့ပါကဲပေါ့နော်ဒါတိုင်းပိုင်းပေါ့နော်တော့ဒီစင်ပြေရလားပြပါတယ်စကားပြောတာနည်းနည်းပန်းလာလို့ဒီလိုဆိုအဆင်ပြေနားရနားလိုက်ပါလားဘောက်လုပ်တွေလည်းရမ်းများနေပြီးတော့ဘာလဲစတဲ့ဟောက်စီလည်းစင်တာဆိုတော့ရပါတယ်ကွာကဲစတဲ့အောင်အဲ့ဆိုဒီလောက်ပဲနော်โอเคမင်္ဂလာပါဆရာမင်္ဂလာပါဆရာဆရာအောင်နေကောင်းရလားနေကောင်းပါဆရာမင်္ဂလာပါဆရာ positive တက်ပါတော့လေနောက်လာပါဖြစ်နိုင်မယ်မလားကြိုးစားနေပါလေဆရာပါဖြစ်နိုင်ပါစေโอเคအဲ့ဆိုဆရာခွင့်ပြုပါဦးအိမ်မှာကစားပါတော့ပါโอเคဆရာ night duty လေးနဲ့စာသင်တာတွေနဲ့အဆင်ပြေလားဆရာအောင်ဆရာတိတ်တော့အဆင်မပြေဘူးဖြစ်နေဆရာဘာဖြစ်လို့လဲပြောပါဦးစာသင်နေရတာတွေရောဆရာခိုက်တင်နေရတာတွေရောဒီ house ကြီးဆင်းနေရတာလေဆရာโอเคပါပြီးတော့ဆရာလည်းသိရတဲ့အတိုင်းပဲကလေးတွေက posting နေပြီဆိုတော့ okay posting ကတော့သူတို့ဘောကဆိုတော့ try ရမှာပေါ့နော် try မရမှာပေါ့ကိုကဆရာဆိုတော့လေဟုတ်ကဲ့ဟုတ်ရှာရလည်းကိုယ်နေတော့ဆရာစာသင်ကတိတ်အဆင်မပြေဘူးဖြစ်ဟုတ်တယ်ညီမလည်းပြောတယ်အဲ့ဒါကျွန်တော်လက်ဆောင်ရထားတဲ့စီလေးရလေဆရာနဲ့အဆင်ပြေမလားမသိဘူးတစ်ချက်တော့လိုက်ယူလိုက်လေနော်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ခိုင်းသွားကြတာပေါ့နော်ဟုတ်ပြီဆရာရှာရီကွဲနေတယ်ဆိုဘယ်လိုဖြစ်တာလဲဟာကျွန်တော်စကားပြောလို့ရှိရင်လည်းအရင်အားယူပြီးပြောနေတယ်ဆရာဟုတ်တယ်ရှာကွဲရင်တော့အားယူပြီးတော့ပြောရတာပေါ့နော်ကျွန်တော်လည်းဖြစ်ဘူးပါတယ်ဘာတွေတောက်ထားလဲဆေးရုံကအမားတွေပေးရတော့ကျွန်တော်တောက်ထားရတယ်ဟုတ်မသက်တာဘူးလားဆရာတိတ်တော့မသက်တာဘူးဆရာဖြစ်နိုင်ပြောင်းလိုက်လားဟုတ်တယ်ဆရာကျွန်တော်တို့ကလည်းအဲ့လိုမျိုးပေါ့နော်ကျွန်တော်ဟောက်စာချင်းဆင်းတော့ကလည်းကျွန်တော်အဲ့လိုမျိုးခွဲခုတယ်ပေါ့အဲ့တုန်းကတော့ကျွန်တော်တောက်တာရှိတယ်ကျွန်တော်မိတ်ဆွေလေးဒီနေ့ပေးလိုက်တဲ့လက်ဆောင်ထဲမှာအဲ့ထက်ကောင်းတဲ့ဆေးလေးတစ်ခုပါတယ်ပေါ့နော်ဆရာကကျွန်တော်လက်ဆောင်ပြန်ပေးလိုက်မယ်ပေါ့နော်လက်ဆောင်ပြန်ပေးလိုက်မယ်ဒီဆေးလေးဆရာရဲ့ဆရာဒီဆက်လီနီယန်ဆိုတာသိလားကြားတော့ကြားဘူးလေဆရာအဲ့လိုအရန်ထဲဝင်တော့မသိဘူးဟုတ်ပြီစာရီကျောင်းကစာရီတော့အကြောင်းပြန်ကုန်ပြီပေါ့နော်ဆက်လီနီယန်ဆိုတာကတော့အဓိကတော့ anti oxidant ပေါ့နော် anti oxidant ဆိုတာကကိုယ်ခန္ဓာထဲမှာအုံမင်းခြင်းကိုတားတဲ့ပစ္စည်းတွေကတစ်ခုပေါ့နော်ဒီကောင်ကသူကဆက်လီနီယန်ကကြတော့အဓိကအားဖြင့်ကတော့ရောင်ရမ်းခြင်းကိုလည်း short ချပေးတယ်ရှော့ချပြီးတော့ဒီပါဇက်မှာအနာတွေဘာတွေပေါက်တယ်ဆိုလို့ရှိရင်ပုံမှန်တောက်နေကြစီအဆင်မပြေဘူးဆိုလို့ရှိရင်ဒီဆယ်လီနီယန်တောက်လိုက်ရင်အဆင်ပြေသွားတယ်ကျွန်တော်တို့ကတော့ဒီဆယ်လီနီယန်တောက်တာပေါ့နော်ဒီဆယ်လီနီယန်ကခုခံအားကောင်းစေတယ်နောက်ပိုင်းစာရင်းတွေမှာဆိုလို့ရှိရင်တို့ဘယ်လိုပြောလဲဆိုလို့ရှိရင်ဒီဆယ်လီနီယန်တောက်ထားရင် HIV ပိုးများတာကတော့မှသူတားနိုင်တယ်ခဏဆရာလိုနှုံးနေတာမျိုးတွေမဖြစ်တော့ဘူးဖြားတာမျိုးတွေလည်းမဖြစ်တော့ဘူးကျွန်တော်တို့ကဆိုလို့ရှိရင်အာကောင်ကွဲတာမှဒီကောင်ကတတ်သွားတယ်ပြီးတော့ဒီကောင်ကဆယ်လီနီယန်ကလေသူလုတ်ပေးနိုင်တာကသူတာရိုက်ပေါ့နော်ကျွန်တော် level မှာတာရိုက်ဟိုမုန်းရှိတယ်ဒါဆရာလည်းသင်မှုပါတယ်ဆရာလည်းစာရီအောင်ပြန်သင်နေဆိုတော့ဟိုဟာသိမှာပါဒီကောင်ကကျတော့ဒီဆယ်လီနီယန်ကကျတော့တာရိုက်ဟိုမုန်းကိုကောင်းအောင်လုပ်ပေးတယ်ကောင်းအောင်လုပ်ပေးတယ်ဆိုတော့ဟိုတာရိုက်ဟိုမုန်းရဲ့လုပ်ငန်းစဉ်ကိုပို့ပြီးတော့ဖြောင့်မှန်လုပ်ပေးတယ်ကြောက်မလို့လေဟိုခုခန္ဓာမှာအင်အားရှိတယ်ပေါ့အခုဆိုဆရာဒီတက်ချွတ်တက်နေတယ်ထင်တယ်ဆရာတင်တာနှုံးနေတယ်အဆင်မပြေဘူးလို့ပြောတယ်လေအဲ့ဒါဆိုတော့ဒီကောင်လေးတောင်းလိုက်ရင်အဆင်ပြေမယ်ထင်တယ်ပြီးတော့သူစီဝါလုပ်ငန်းတွေကိုလည်းကူညီတယ်ဗျာနော်ဆရာလိုဂျင်ဆော့ရဲလို့ဆိုပို့ပြီးတော့အဆင်ပြေမယ်ထင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့လေကျင်လဲဆို night duty လေးလုပ်နော်ပြီးတော့စာလေးသင်ဆိုတော့ဒုက္ခရောက်နေရဟုတ်ကဲ့ဆရာလူတော့အရန်နှုံးတာဟုတ်တယ်ဒီကောင်လေးကကျတော့ယောက်ျားလေးဟိုမုန်းဒါတိုးစီတယ်ပေါ့ကွာတုပ်ဖို့တိုးစီတယ်တုပ်ဖို့တိုးစီတယ်တို့ကြောင့်မလို့ဒီကောင်လေးတောက်ထားလို့ရှင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကဲဆရာအောင်မေးကြည့်အောင်အဲ့ဒီ oxidant network ဆိုတာသိလားတီးတော့တည်ရစီအဲ့လိုထဲဝဝအဲ့လိုအဲ့ဘက်ခြံကိုတိတ်မရောက်သေးဘူးဆရာဟုတ်ပြီဆရာဒီမှာဓာရီလက်ဖက်နေပြီးတော့ဆရာကဟုတ်ပြီအမေရိကန်တော့ကျွန်တော်အရင်တော့တောက်ခဲ့တာဆိုဆယ်လီနီယန်တစ်ခုတည်းပေါ့နော်အခုကဆယ်လီနီယန် ACE ဆိုပြပါတယ်ဒါတော့ vitamin A vitamin C vitamin E ပေါ့သူကဒီလိုပေါင်းပြီးလောက်ထားတာကွာဆယ်လီနီယန်ကကျတော့ဆရာတို့သိတဲ့အတိုင်းပဲဒါ anti oxidant ခုနကဆရာယောဂါကိုကုနိုင်မယ်လို့ပြောပြီးသွားပြီဒါအပြင်တော့ vitamin A ဒါလည်း anti oxidant ပဲညှစ်လုံးကောင်းတယ်အသားရည်ကောင်းတယ် vitamin C ဆ
ရာတို့လည်းဗီတာမင် C တွေတောင်းနေရပဲเนาะဒါသိတယ်ဒါဗီတာမင် E နုပြိုစေတဲ့အရွယ်တင်ပေါ့နော်ဒီကောင်3ခုပေါင်းလိုက်တဲ့အခါကျတော့သူတို့ antioxidant network လို့ခေါ်တယ် antioxidant network ဆိုတာကဆရာရင်တနည်းအားဖြင့်ပြောရင်ကျွန်တော်တို့အသက်တွေကြီးသွားတဲ့အခါအိုမင်းသွားကြတယ်အဲ့ဒီအိုမင်းတာကိုတားပြီးဖို့အတွက် antioxidant ဆိုတဲ့ပစ္စည်းတွေလိုတယ်အဲ့ဒီ antioxidant တွေကတစ်ခုနဲ့တစ်ခုဆွဲအားခြင်းမတူကြအောင်အဲ့ဒါကြောင့်လို့ selenium တောင်းရင် vitamin E နဲ့တောင်း A နဲ့ C နဲ့ပေါင်းလိုက်တော့ပို့ပြီးတော့အဆင်ပြေသွားတယ်ဆရာဒါအပြင်ဆရာတို့လိုတအားလူပင်မဲနေပေါ့နော်လူပင်မဲနေဆိုတော့တစ်ချိန်လုံးစာတင်နေရတဲ့လူစိတ်ပင်မဲနေဆိုတော့ house surgeon ဆိုတော့လေစိတ်ပင်မဲနေလူဒီကြားထဲမှာကလေးတွေအတွက် stress များတယ် space ကြီးများတယ်အဲ့လိုအချိန်မျိုးဆိုလို့ရှိရင်ဒါတောက်တင်တယ်ကျွန်တော်တို့လည်း house surgeon ကတောက်ခဲ့တယ် insert ဖြစ်တော့လည်းတောက်ခဲ့တယ်အလုပ်ထွက်ပြီးတော့ကျွန်တော်တို့ receipt အနေမှာ live လုပ်တော့လည်းဒါတောက်တယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ကျမကြီးမဆိုင်နိုင်ဘူးเนาะအရင်တော့ဟိုဆရာသိတဲ့အတိုင်းပဲကျွန်တော်တို့လည်းခက်ပိန်ပိန်ပဲနောက်ပိုင်းဒီလိုတွေအရင်ဘယ်လိုပြောမလဲ strap ဖို့များလာတယ်ဖိစီးမှုများလာတဲ့ခါမှာဒီကောင်တောက်တဲ့ခါမှာတော်တော်အဆင်ပြေတယ်ဆရာလက်ဆောင်ပေးလိုက်မယ်ဈေးတော့မကြည့်ပါဘူးဟုတ်ကဲ့ဆရာเนาะလက်ဆောင်ပေးလိုက်မယ်တောက်ချီပေါ့ပြီးတော့ဟုတ်ကဲ့ဆရာတပတ်10ရက်လောက်ဆိုသိတာတယ်เนาะနောက်ကျွန်တော်လည်းကျွန်တော်အားတဲ့အခါလာမေးကြည့်ပါပေါ့ review လေးပါလေးပေါ့เนาะဟုတ်ကဲ့ညဆရာလေးယူသွားလိုက်ပါဟုတ်ကဲ့ဟုတ်ကဲ့နောက်လည်းကြားနေပြီဆရာလည်းအိမ်ပြန်အောင်မယ်ထင်တယ်เนาะကျေးဇူးပါဆရာကျွန်တော်ကိုပြပါဆရာโอเคပါသွားပါဗျဆရာတို့စာသင်ရတာအဆင်ပြေလားအဆင်ပြေတယ်ဆရာဟုတ်ပြီဆရာလည်းလန်းလန်းဆက်ဆက်ပဲဟုတ်တယ်ဆရာတော်တော်အဆင်ပြေလာတယ်ဆိုတော့ရှာခွဲတာတက်တာသွားပြီလားဆရာအရန်တက်တာရယ်ဆရာဟုတ်ပြီဘယ်လိုနေလဲဆရာတောက်တာဘယ်နည်းရှိပြီလဲလွန်ခဲ့တဲ့ဆရာက 21st century က selenium နဲ့ AC ကိုတောက်ပြီးရပဲဆရာကျွန်တော်တို့တော်တော်လေးကိုအဆင်ပြေဟုတ်တယ်ကျွန်တော်တို့ကလည်းအဆင်ပြေပြီဗျနော်အဲ့ဒါအကုန်လုံးအဆင်ပြေတယ်ဆိုတော့ကောင်းတာပေါ့ကလေးတွေရော post တွေအတွက်အဆင်သင့်ဖြစ်ပြီလားဖြစ်နေပါပြီဟုတ်ပြီနောက်လာနော်ဟုတ်ကဲ့ ကဲကျေးဇူးတင်ကြပါဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာဟုတ်ဟုတ်ကဲ့ပြပါနော်ဟုတ်ကဲ့ဆရာဟုတ်